ကျွန်တော်ဘဝမှာလေလူတယောက်ကိုကိုယ့်အသက်ထက်တော့ပိုတန်မိုးထားတာချစ်ကြဘူးလေမဟုတ်လားကိုပြောဖို့တဲ့သူပြောနေတာကိုပဲမြင်ချင်တဲ့အထီးပေါ့ဖះရှိခိုးတိုင်းကို့အတွက်ဆူတောင်းဖို့တော့မိနေတတ်တယ်ဘာလို့လဲဆိုတော့ကို့နှုတ်ဖျားမှာသူ့နာမည်ပဲအမြဲတမ်းရှိနေလို့ပါသူအစဉ်ပြေရပြီသူပြောနေရပြီအဲ့ဒီအတွေးတွေနဲ့ပဲကို့နှလုံးသားကိုတိတ်တိတ်ကလေးနှိမ့်ဆက်နေမိတာသူ့ဘက်ကကြည်တော့ကိုကအစားထိုးလို့ရတဲ့လူတစ်ယောက်ပဲဖြစ်ချင်ဖြစ်လိမ့်မယ်ဒါပေမဲ့ကိုယ့်ဘက်မှာတော့သူကနေတိုင်းဆူတောင်းမိတဲ့အထိအရေးကြီးတဲ့လူတစ်ယောက်ဆိုတာသူဘယ်လိုလုပ်သိနိုင်မလဲသူ့အတွက်မေတ္တာပို့ပေးနေရတဲ့အချိန်တွေကကိုယ့်ဘဝရဲ့အငြိမ်းချမ်းဆုံးအချိန်ဖြစ်နေတော့မယ်တခါလေဆိုရင်စဉ်းစားမိတယ်ကိုယ့်ဘက်ကသူ့အတွက်မေတ္တာပို့ရှမ်းနေတာကိုယ့်ရဲ့ကိုယ်ဆောင်နှက်တောင်အမြင်ကပ်နေမလားပေါ့တချို့ချစ်တရားပိုင်ဆိုင်ရတာမဟုတ်ဘူးတိတ်တိတ်ကလေးချစ်နေရင်လည်းကိုယ်နှလုံးသားကိုပဲဖြစ်ဖြစ်ချင်းနဲ့ပေးအပ်သွားရတာမျိုးပါ